မောင်ဖုံးဆိုတဲ့လူငယ်တယောက်ဟာနေဘက်ကိုဆိုင်ကယ်နဲ့ခရီးထွက်ရင်းလမ်းခုလက်မှာဆိုင်ကယ်ပြက်ပြီးတောနက်ထဲမှာလမ်းမသွားခဲ့ပါတယ်။နေဝင်ရိုးရီအချိန်ရောက်လာတော့မြူတွေကလည်းဆိုင်းလာတာကြောင့်သူရှေ့ဆက်ဖို့ခက်ခဲသွားတယ်။အဲ့ဒီအချိန်မှာပဲတောအုပ်ရဲ့အစွန်းနားမှာမီးရောက်မိန်မိန်လေးလင်းနေတဲ့အိမ်လေးတစ်လုံးကိုတွေ့လိုက်ရတယ်။အိမ်ကတင်းငယ်ပေမဲ့တက်တက်ရရရှိလာပါတယ်။သူတကားခောက်လိုက်တဲ့အခါအသက်30ခန့်ရှိမဲ့အလွန်လှပတဲ့အမျိုးသမီးတစ်ယောက်ကတကားဖွင့်ပေးခဲ့တယ်။သူမရဲ့နာမည်ကမင်းနှင်းတဲ့မင်းနှင်းကပြုံးပြုံးလေးနဲ့ပဲမောင်ဖုံးကိုအိမ်ထဲမှာတဲခိုဖို့ဖိတ်ခေါ်တယ်။ဒါပေမဲ့သူမရဲ့အပြုံးကအေးစိတ်နှုံးနေတယ်လို့မောင်ဖုံးခံစားရတယ်။ညစာစားချိန်ရောက်တော့မင်းနှင်းကဟင်းလျာတွေအများကြီးနဲ့တီးခင်းပေးတယ်။ဒါပေမဲ့သူမကိုယ်တိုင်ကတော့ဘာမှမစားပဲမောင်ဖုံးစားနေတာကိုပဲစိုက်ကြည့်နေတယ်။ထမင်းစားနေရင်သူမကစကားတခုပြောလိုက်တယ်။ဒီအိမ်မှာနေရင်တခုပဲတတိထားပါ။ညဘက်ဆိုရင်ကျမရဲ့အခန်းထဲကဘလို့တန်ပဲကြဘသူပဲအကူကြီးတောင်းလုံးဝလာမကြည့်ပါနဲ့။မောင်ဖုံးကလည်းခေါင်းညှိဝန်ခံလိုက်တယ်။ညစ်မက်လာတဲ့အခါမောင်ဖုံးအိပ်ပျော်ခါစားမှာပဲဘေးကန်းကနေဝုန်းဆိုတဲ့အတန်ကြီးတွေနဲ့အတူအမျိုးသမီးတစ်ယောက်ရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရတယ်။စူးစမ်းလိုစိတ်ကြောင့်မောင်ဖုံးဟာခြေတံဖွက်ဖွင့်နေပြီးမင်းင်းရဲ့အခန်းသားကိုကတ်သွားမိတယ်။တကားကြားကနေချောင်းကြည့်လိုက်တဲ့အခါမှာတော့သူမြင်လိုက်ရတာကလှပတဲ့မင်းင်းမဟုတ်တော့ပါဘူး။ခန္ဓာကိုယ်ကအပိုင်းပိုင်းပြတ်တောက်နေပြီးလက်မောင်းတွေကနယံပုံမှာတွားနေတဲ့တရေမတကောင်ကသူမရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပြန်ဆက်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတာပါပဲ။မောင်ဖုံးကြောက်လက်တကြားနဲ့အနောက်ကိုဆုပ်လိုက်ချိန်မှာပဲသူ့ခြေထောက်ကတစ်သားချမ်းပြင်ကိုနင်းမိပြီးအတန်ထွက်သွားတယ်။အခန်းထဲကအတန်တွေချက်ချင်းတိတ်သွားတယ်။ခဏနေတော့တကားကဖြည်းဖြည်းချင်းပွင့်လာပြီးခုနကအပိုင်းပိုင်းပြက်နေတဲ့အမျိုးသမီးကမျက်နှာတစ်ချမ်းပဲပါတဲ့ပုံစံနဲ့ထွက်လာတယ်။သူမကတွေးအေးနဲ့ပြောလိုက်တာကမင်းကြည့်မိသွားပြီပဲ။အခုတော့ငါရဲ့ပြက်နေတဲ့ခြေထောက်တစ်ဖက်နေရာမှာမင်းရဲ့ခြေထောက်ကိုအစားထိုးရတော့မယ်။မောင်ဖုံးဟာအသက်လူပြီးတောအုပ်ထဲကိုပြေးထွက်ခဲ့ရတယ်။နောက်ကနေခြေတံတစ်ချက်ခန္ဓာကိုယ်တရွတ်တိုက်ဆွဲတံတစ်ချက်ကိုကလျက်ကြားနေရတယ်။သူရွာကိုရောက်သွားတဲ့အထိအဲ့ဒီအတန်ကပျောက်မသွားဘူး။မနဲ့လင်းလို့သူသတိရလာတဲ့အခါမှာတော့သူ့ရဲ့ခြေတလုံးမှာလက်သေးရာတွေနဲ့လူမဲနေတဲ့အမှတ်သားကြီးတစ်ခုကျန်ရစ်ခဲ့ပါတော့တယ်။ရွာသားတွေပြောပြချက်အရအဲ့ဒီတောအုပ်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခန္ဓာကိုယ်ပိုင်းပိုင်းချက်အသက်ခံခဲ့ရတဲ့အမျိုးသမီးတစ်ယောက်ရှိခဲ့ဘူးလေလို့သိလိုက်ရပါတယ်။